Hello, welcome back. Zero register လုပ်ပြီးတဲ့လူတွေzero software ကိုခုဆိုလို့ရှိရင် account ဖွင့်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ login ဝင်ပြီးတော့ဘာလုပ်လို့ရတယ်ဆိုတာလေးကို sharing လုပ်တော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ခု zero software 0.com ပေါ့နော်ဒီမှာ 0.com ဝင်မယ်။ဒီမှာပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ကဒီ try 0 for free ဆိုတော့ free ဆိုတာကိုလွှင့်နှိပ်ခဲ့တာ။ဒါ0ဟို free ဝင်ပြီးတော့ register လုပ်လိုက်တာအဲ့တော့ register လုပ်တိုက်တယ်ဆိုတာအကောင့်ကိုယ့်ရဲ့ company account လေးကိုဖွင့်လိုက်တဲ့သဘောပေါ့နော်ကိုယ့်ရဲ့ company ကရသွားပြီဆိုလို့ရှိရင်ဒီ account ကိုကျွန်တော်တို့ကဝင်ပြီးတော့သုံးလို့ရပြီဆိုတော့အခုကျတော့ကျွန်တော်တို့ကfree version နဲ့မှာ account လေးကို create လုပ်သွားပြီဖြစ်တဲ့အတွက်အခုသုံးမယ်ဆိုလို့ရှိရင် login နဲ့သုံးရမှာဖြစ်ပါတယ်ဒီမှာ login လေးကိုဝင်လိုက်ပါ login နိုင်မယ်ပြီးလို့ရှိရင်ဒီမှာ0 account register လုပ်တော့ထည့်ခဲ့တဲ့ email ကိုတခြားမအောင်ရိုက်ပေးပါပြီးလို့ရှိရင် password define လုပ်ခဲ့တဲ့ activate လုပ်တဲ့အချိန်မှာထည့်တဲ့ password ကိုဒီမှာပြန်ရိုက်ထည့်ပေးရပါမယ်အကယ်၍အဲ့ password မမှတ်မိလို့ရှိရင်တော့ဝင်လို့မရပါဘူးเนาะအဲ့တော့ forgot password လုပ်ပြီးတော့ပြန်ပြီးတော့ activate ပြန်လုပ်ပြန်ပြီးတော့ password ထည့်လုပ်ပေးရပါမယ်အဲ့တော့ဒီမှာ browser မှာမှတ်ထားရလို့ဆိုလို့ရှိရင်တော့ကျွန်တော်လိုမျိုး auto ကျလာလိမ့်မယ်ပေါ့နော်မှတ်ထားရလို့ဆိုလို့ရှိရင်တော့ auto မကျပါဘူးအဲ့တော့ login ကိုနှိပ်ပါပြီးလို့ရှိရင်ဒီလိုမျိုးပေါ်လာလို့ရှိရင်ဒီ setup multi-factor authentication တွေကျွန်တော်မလုပ်သေးဘူးမလုပ်ဘူးเนาะ not now လေးနိုင်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တနေ့ကဖွင့်ခဲ့တဲ့ zero software ကိုရောက်ရှိလာပြီပေါ့နော်ဒီမှာကျွန်တော် create လုပ်ခဲ့တဲ့ ABC PT ဒီ zero account နဲ့ကျွန်တော်တို့ရဲ့ account ကိုရောက်ရှိလာပါပြီရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာတွေလုပ်လို့ရမလဲဆိုတာကိုတစ်ချက်ပြောပြပါမယ်ဒီမှာ dashboard ပါမယ်သူမှာဆိုလို့ရှိရင် menu 5ခုပါတယ် dashboard ရှိမယ် business ရှိမယ် accounting ရှိမယ် project ရှိမယ် contact ရှိမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် business မှာဆိုလို့ရှိရင်ဘာလဲဆိုတော့ဒီမှာ business မှာဆိုရင် short term cash flow business snapshot invoice တွေပါမယ် online payment ပါမယ် go station တွေပါမယ်sale overview pay to pay purchase order purchase overview expense claim ပြီးလို့ရှိရင် product and service ပြီးရင် pay run ဆို payroll နဲ့ပတ်သက်တဲ့ဟာပါမယ်ပေါ့နော် business အောက်မှာစတာပါမယ်ပြီးရင် accounting အောက်မှာဆိုလို့ရှိရင် bank account ပြီးရင် report တွေပါမယ်ပြီးရင် advance ပါလဲဆိုတော့ကျွန်တော်ပြီးနှိပ်ကြည့်မယ်ပြီးရင် profit and loss ပါမယ်ဒါက report เนาะသူက report favorite အနေနဲ့ဒီအပေါ်မှာတင်ပေးထားတာဒါ report အောက်မှာရှိတဲ့ report တွေထဲကမှဒီနှစ်ခုသူကဒီ account လေးအောက်မှာသူမြင်ခြင်းလို့ advance နေဟို favorite ခုနဲ့တင်ပေးတာတကယ်ဒီအောက်မှာရှိတဲ့ဟာเนาะဒီအောက်မှာရှိတာဒါ report အနေနဲ့သူဒီနှစ်ခုကိုဆက်ထုတ်ပေးထားတယ်ဒီမှာ advance မှာဆိုလို့ရှိရင်အများကြီးရှိအဲ့ advance နေရာမှာသူကဘာလဲဆိုဒီနှစ်ခုလေးကိုပဲကိုအပြင်မှာမြင်ခြင်းလို့ပါ advance ဆိုတာယူနှိပ်ပြီးမှမြင်ရတာမျိုးကိုမလို့ရှိမလဲဒီမှာ favorite တစ်ခုအနေနဲ့ဆွဲထုတ်ထားတာအဲ့တော့အဓိကကတော့ accounting အောက်မှာ bank account ရှိမယ် report ရှိမယ် advance ရှိမယ်advance မှာဘာရှိလဲဆိုတာချက်ပြန်ကြည့်မယ်ပြီးရင် project ဆိုလို့ရှိရင်လည်း all project ရှိမယ်တားနိုင်တာ project နဲ့လုပ်တဲ့လူတွေအတွက်တော့ all project ရှိမယ်ပြီးရင် time entry ရှိမယ်ပြီးရင် step time overview ရှိမယ်ဒီမှာလည်း project နဲ့ပတ်သက်တဲ့ဒီမှာ step permission တို့ step coverage တို့ဒါတွေပါမယ်ပေါ့နော်ဒါ project နဲ့သုံးတဲ့company တွေအတွက်ကိုသူကိုရဲ့ဒီ project like လေးကိုဒီမှာကြည့်လို့ရမယ်ပြီးရင် contact မှာဆိုလို့ရှိရင် all contact ကိုကြည့်ရှင်လားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်မှာဆိုလို့ရှိရင် accounting မှာဆို company မှာဆိုရင် customer ရှိမယ် supplier ရှိမယ်အဲတော့ customer ရဲ့ contact လား supplier ရဲ့ contact လားဒါမှမဟုတ် all contact ကြည့်ရှင်လားအဲဆိုဒီမှာကြည့်လို့ရမယ်ပေါ့နော်အဲတော့ဒီမှာ accounting မှာဆိုလို့ရှိရင် report ဆိုရင် report နှိပ်ကြည့်လိုက်ဒီမှာ report တွေမှာဆိုလို့ရှိရင် report တွေအများကြီးပဲเนาะဒါဟိုမှာဒီမှာ favorite ပေးထားတာပေါ့เนาะကျွန်တော်ဒီမှာ favorite လေးပေးထားတာ favorite ပေးထားလို့အပြင်ကနေမြင်နေတာဒီထက်မှာကိုကတခြားတော့ကိုအမြဲတမ်းကြည့်နေကြ report လေးဆိုရင် favorite ပေးထားအောင်ကျွန်တော်လည်းဇာတီတီကိုအမြဲတမ်းကြည့်နေကြဂျာနယ် report ကိုအမြဲတမ်းကြည့်နေကြခဏတိုင်းကြည့်နေတာဒီထိတ်ကိုဝင်ပြီးတော့မကြည့်ချင်ဘူးအပြင်မှာပဲတော့ဒါမှမကြတော့ account transaction ကြည့်ချင်တယ်ဒါဆိုလို့ရှိရင် favorite ပေးခဲ့အဲဆိုလို့ရှိရင် account ရောက်မှာ accounting ရောက်မှာအပြင်မှာမြင်နေရမယ်ဒီမှာဆိုလို့ရှိရင်ဘယ်လိုက်ရှိ agent report တွေအများကြီးပဲပေါ့နော်
ဒီမှာ favorite ပေးတာလေးတွေတော့ပုံမှန်တက်နေပြီ okay favorite အဲ့လိုလေးပေးထားတယ်ဒီမှာ report တွေကအများကြီးဒါကိုသုံးနေကြ report ပုံစံမျိုးလေးကောင်းနေတူပြီးတော့အထက်က feature တူမတူ column လေးတူမတူတစ်ချက်ဝင်ကြည့်လို့ရပါတယ်ဝင်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်နှိုက်ကြဒီမှာအခုနကကျွန်တော် favorite ထည့်လိုက်တဲ့ဟာတွေအခုဆိုရင် account တရားမပေါ်လာဘူးအဲ့တော့ပြီးလို့ရှိရင် advanced မှာဆိုလို့ရှိရင်ဒီမှာရှိနေတာကတော့ဒီရှိနေတဲ့1 2 3 4 5ခုရှိနေတာ5ခုတည်းကမှသူကခြားတော့အကောင့်ရဲ့ face နဲ့ face ရဲ့ခြားတော့အကောင့်ရဲ့သူကfavorite ပေးထားတယ်မှာပြန်လေး favorite ပေးထားပါတော့အဲ့တော့ဘာဖြစ်လို့ဒါအသုံးများနေတာ face ဆိုတာလည်းကျွန်တော်တို့ကပစ္စည်းတစ်ခုဝယ်ရဆိုလို့ရှိရင် face register လုပ်တဲ့ depreciation တွက်မယ်စားသဖြင့်နေ့စဉ်ကြည့်နေများသောဖြင့်ခဏပေါ့နော်ခဏကြည့်နေတဲ့ဟာတွေဖြစ်တယ်ခဏလုပ်နေတဲ့ဟာတွေဖြစ်တဲ့အတွက်ဒါတွေရောက်မှာဖြစ်တာပြီးလို့ရှိရင် test rate တွေ track category ဒါတွေကကျတော့တိတ်သုံးတဲ့ဟာတွေမဟုတ်ဘူး test rate ဆိုလို့ရှိရင်လည်း one time ပဲဖြစ်များနောက်ပြတော့ဒီ policy ကကိုနိုင်ငံရဲ့ဒီ tax policy ကနေ change တဲ့အခါမျိုးမှာကိုကဒါကို edit လုပ်တာအရင်အဟောင်းကို delete လုပ်တာစသဖြင့်လုပ်ရတာဖြစ်တဲ့အတွက်တစ်နှစ်တစ်ခါပေါ့အနည်းဆုံးတစ်နှစ်အများဆုံးတစ်နှစ်တစ်ခါပေါ့နော်တစ်နှစ်တစ်ခါပဲဖြစ်ပုံများတယ်ခဏကြီး test rate ဆိုတာချိန်နေတဲ့နိုင်ငံကတော့တော်တော်ကိုရှားပါတယ်ပေါ့နော်အဲကြောင့်မလို့သူကအမြဲတမ်းသုံးတဲ့ဟာမဟုတ်တော့ favorite မထည့်ထားဘူးကိုကမဟုတ်ဘူးကိုနိုင်ငံကတော့ခဏပြောင်းတယ်ဟိုမှာ6လတစ်ခါတော့ပြောင်းနေတာဆိုရင်တော့လေထည့်ထားပေါ့နော်ဒါမဟုတ်ဘူးဒီတိုင်းကိုမြင်ချင်တာဒီလိုပဲဝင်နေရတာမကြိုက်ဘူးဆိုလို့ရှိရင်လည်းအကုန်လုံး favorite on ပဲလို့ရှာတယ်ပြန်ကြည့်လို့ရမယ်ပေါ့နော် okay တခုတော့ကျွန်တော်ထည့်လိုက်မယ်နော်ဒီမှာတောင်းဖို့ဖြစ်သွားရင်နော်ဒီတိုင်းလေးပြန်ပေးထားပါမယ်ပြီးလို့ရှိရင် project မှာဆိုလို့ရှိရင်ဒီ project လေးညာကိုမ contact မှာဆိုလို့ရှိရင် customer ရဲ့ customer ရှိမယ် supplier ရှိမယ် okay ပြီးလို့ရှိရင်ဒီမှာဒီအပေါင်းလက္ခဏာလေးကိုချက်နေလိုက်ပါအပေါင်းလက္ခဏာနဲ့လို့ရှိရင်ကျွန်တော်တို့ဒီမှာအသုံးများတဲ့ဟာတွေဒီထဲမှာအကုန်လုံးရှိနေကျွန်တော်နေ့စဉ်နေ့တူပါနေ့စဉ်သုံးနေရမယ့်ဟာတွေ invoice ရှိတယ် pay ရှိတယ် contact ရှိတယ်ဒီ contact ရှိမယ် quotation ပို့ဖို့တော့ဒီမှာကိုပြီးရင် purchase order ရှိမယ် spend money ရှိမယ် receipt money ရှိမယ် transfer ရှိမယ် spend money ဆိုတာက expand receipt money ဆိုတာ income တီးတဲ့ဒီလိုမျိုးအရောင်းနေလာတဲ့ pay receipt ပဲနဲ့မဆိုင်မင်းနဲ့တီးတဲ့ income နေလာတာမျိုးဆိုလို့ရှိရင် receipt money နဲ့သုံးလို့ရတယ်ဒီလိုမျိုး expand နေမှာဆိုလို့ရှိရင်လည်းကိုက pay တွေပဲနဲ့ဝယ်တာမျိုးမဟုတ်ဘူး customer ဝယ်တာမျိုးမဟုတ်ဘဲနဲ့အပြင်ကနေမှာအပြင်က admin ရဲ့ထရီသုံးစိတ်တွေပေါ့ထရီသုံးစိတ်တွေ expand သုံးတာမျိုးဆိုလို့ရှိရင်ဒီ spend money နဲ့သုံးတယ်ပြီးရင် transfer money ကကျွန်တော်ဒီ transfer လုပ်တဲ့ဟာတွေပေါ့ဒီမှာ cash bank နဲ့ကနေပြီးတော့ cash in hand ကိုဒီနေ့ပြောင်းထားတယ်ကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာဆိုရင်ပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အများဆုံးလုပ်တယ်ဘာဖြစ်လဲcash in hand ဒီနေ့ cash in hand နဲ့များနေတယ်ကုမ္ပဏီမှာထားခြင်းဘူးဘယ်နဲ့တော့သွင်းလိုက်ရဆိုတော့သွင်းခိုင်းလိုက်တာမျိုးနောက်ပြီးတော့ဘယ်နဲ့မှများနေတော့ထုတ်လာအောင်ဆိုတော့ထုတ်လိုက်တာမျိုးအခါကျရင် cash တွေက transfer လုပ် cash ချင်း transfer လုပ်တာအဲ့ဒါမျိုးဆိုလို့ရှိရင် transfer လေးသုံးလို့ရတယ်ဒါကဘေးဖွင့်မယ်ဆိုလို့ရှိရင်ဒါနဲ့ဖွင့်ရမယ်ပြီးရင် purchase order ပို့မယ်ဆိုလို့ရှိရင်ဒီ code နဲ့လုပ်လို့ရမယ်နောက် purchase order ဒီမှာ purchase order လုပ်လို့ရမယ် sorry quotation ပို့မယ်ဆိုလို့ရှိရင်ဒါလေးနဲ့တောက်ပြီးတော့ quotation ပို့လို့ရမယ်ပြီးရင်ဒါလည်းဆိုလို့ရှိရင်invoice ဖွင့်အောင်မယ်ဆိုလို့ရှိရင်ဒီမှာ invoice ဆိုပြီးဖွင့်လို့ရတယ်ပေါ့နော်ဒီထက်မှာပါတဲ့ဟာတွေတော်တော်များများနော်ဒီထက်မှာပါတဲ့ဟာတွေဒါတွေကိုနေ့စဉ်နေ့တူကသုံးနေတယ်အကောင့်ဒီမှာတွေသုံးနေတဲ့ဟာတွေကဒီဘက်မှာသူကထည့်ပေးထားတာဒီကနေကျွန်တော်တို့ရှင်းသုံးလိုက်မယ်ဒီကနေ business အောက်မှာရှိတာလိုက်ရှာနေရမှာပေါ့နော်ဒါဆိုရှာစရာမလိုတော့ဘူးဒီလိုလေးကြည့်လိုက်တာ ਨੇ ဆင်ပြေသွားပြီ okay ဟုတ်ကဲ့ပါအဲ့တော့တခြားဒီထဲဟာကလေးတွေကိုတစ်ချက်ဖွင့်ကြည့်ပြီးတော့တစ်ချက်လေးလာကြည့်အရင်ဆုံးဒီ function တွေပေါ့နော်ပါတယ်သူ့မှာပါတဲ့ feature တွေကိုလေးလာကြည့်လို့ရပါတယ်စမ်းကြည့်ခြင်းနဲ့ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့နောက်နေ့ကြလို့ရှိရင်ဒီထဲကနေပြီးတော့အသုံးများတဲ့ဟာလေးတွေကိုဘယ်လိုမျိုးသုံးရလဲဆိုတာလေးကိုပြောပြပေးဦးမှာပါဒါနဲ့ဒီဗီဒီယိုကတော့ဒီ
zero system ကိုဘယ်လို login register လုပ်ပြီးလို့ရှိရင် login ဝင်ရမယ်ဆိုတဲ့ case user main password နဲ့ login ဝင်ရမယ်ဆိုတဲ့အချက်ရပြီးရင်ဒီ zero system မှာပါတယ် feature လေးတွေကိုเนาะအကြံဉာဏ်ပြောပြပေးသွားတာဖြစ်ပါတယ်ဒီထဲကမှအသုံးများတဲ့ဟာလေးတွေကိုတစ်ခုချင်းဘယ်လိုမျိုးသုံးရမလဲဆိုတာလေးကိုတော့နောက်ဗီဒီယိုတွေမှာဆက်လက် sharing လုပ်သွားပါမယ်ကျေးဇူးများတင်ပါတယ်